ဘောလိုဝေါ်ရဲမှာရန်အနေရရှိရဲ့ feeling တယောက်ပေါ်လာပါပြီသူ့ရဲ့နာမည်ကတော့ဂျူရာပါဂျူရာကဟူမန်လည်းမဟုတ်ဥစုကီမျိုးနဲ့လည်းမဟုတ်ပါဘူးတနည်းအားဖြင့်သူကထန်းလေးရဲ့ဟူမန် version လို့တောင်ပြောလို့ရပါတယ်ကျွန်တော်တို့တည့်ရဲ့ထန်းလေးကတည့်ရမရှိစဉ်းစားရမရှိရဲ့ကောင်ဆိုပေမဲ့ဂျူရာကတော့ပြောင်းပြန်ပါဂျူရာကရန်တည်ငြိမ်ပြီးတော့စူးစမ်းလို့ရှိရဲ့လူတစ်ယောက်ပါသူကရှင်ကျူရီရဲ့ဒီကတယောက်ဖြစ်ပြီးတော့ချက်ခါရာလည်းကဘာပေါ်တရှိရတောင်ပိုပြီးများပါသေးတယ်သူကတခြားရှင်ကျူတွေကိုနာမည်ပေးခဲ့ပြီးတော့သူတို့ဖြစ်နေတာကိုလည်းတိုက်တွန်းခဲ့တဲ့သူပါပုံမှန်ဆိုရင်ပိုပြီးစွမ်းအားကြီးတဲ့ဗီလင်တွေကတောင်းကျမ်းမယ်ဖြတ်စည်းမယ်ဆိုပေမဲ့ဂျူရာကတော့အဲ့လိုမဟုတ်ပါဘူးသူနေနေရဲ့လောကရဲ့ချက်ခါရာတွေကိုသူကမစားခင်မှာဒီလောကကဘယ်လိုပရာလဲဆိုတာကိုစူးစမ်းတဲ့ကောင်ပါပြီးတော့သူကြုံနေခဲ့တဲ့နေစိမတန်းတွေကိုနှုတ်ထုတ်တတ်တဲ့ကောင်ပါကဘာကြီးကိုထေးပြီးပုံနေနဲ့အစိမ့်မောင်မှာဖြတ်စည်းလို့ရနိုင်ပေမဲ့လည်းစူးစမ်းတဲ့လူလေးရတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့ပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်။ဂျုံမလားမသိပေမဲ့ဂျူရာကခွန်နိုကစောက်ဆိုင်နေမှာတော့မှစောက်ဖေကိုပတ်စံပေးဝယ်ခဲ့ပါသေးတယ်။ဂျူရာက main villain ဖြစ်နေပြီမဲ့လည်းစီးနဲ့ကန်းနဲ့မိုက်တဲ့ villain ဖြစ်နေတာကတော့လက်လံစရာပါပဲ။သူပြစ်မှတ်ထားနေရတော့ကျွန်တော်တို့ရဲ့ဒီ7ဟုတ်ကကဲအိုဇူမာကီနာဦးတို့ပါ။ဒါပေမဲ့သူကနာဦးတို့ဘယ်သူပါလဲဆိုတာတော့ကားနားမသိပါဘူး။ဂျူရာက main ထန်းလေးဖြစ်နေရကြောင်း Heavy ဘုံတွေကို share သုံးနိုင်ပါတယ်။ Mega Heavy ဘုံမဟုတ်ဘဲနဲ့ Sniper Heavy ဘုံတွေပါ။ဒါကလည်းဂျူရာအနေနဲ့ချက်ကာရာကိုဘယ်လောက်ထိ control လုပ်နိုင်ပြီလဲဆိုတာကိုပြလာတာဖြစ်ပါတယ်။နောက်တစ်ခုက wood ready တွေကိုဘာဆိုင်မှမသုံးဘဲနဲ့မြကြီးရကနေပြီးတော့တင်းမြင့်တွေကိုထုတ်ပြတာကလည်းဟာရှီတောင်းထက်တောင်မှပိုပြီးဆရာကြပါတယ်။နောက်ပြီးရှင်ယူရဲမှာဒီကောင်ကလေဝပြန်နိုင်တဲ့တိုးစီတော့လူပါ။ Osuzuki Affinity နဲ့ perfect ဖြစ်နေပါပြီဆိုတော့ Kawaki လိုကောင်မျိုးတော့မှ one shot နဲ့အမောက်တက်ခဲ့ကောင်ပါ။နောက်ပြီးခါချင်းကိုကြီးကလည်းဘုံထိုး Brazil ကလုံးတဲ့အချိန်မှာဂျူရာကဘုံလို strike right လို့ပြောခဲ့ပါသေးတယ်။ဒါအောင်ချင်းရပြင်ဂျူရာဘလောက် strong နဲ့ဘလောက်ပြီးတော့ပါဖို့ဖြစ်တယ်ဆိုတာကိုသိရတယ်ထင်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်ရှင်းပြရတဲ့အကြောင်းဒါမှမဟုတ်ရင်ဘုံ Professor ဂျူရာအကြောင်းကိုကျွန်တော်လုပ်ပြတော့မှာပါ